သူဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အခါသူ့ရှိကမြင်ကွင်းကြောင့်အကြီးအကျယ်ထိတ်လန့်သွားရပါတယ်တုံ့ပြန်ဖို့တောင်အချိန်မရလိုက်ခင်မှာပဲမျက်စိတမိတ်တွင်မရေမတွက်နိုင်တဲ့မြောက်ဝန်တွေပြေးဝင်လာကြပါတယ်သူတို့ကဒီလူကိုသတင်းခိုးယူတဲ့သူလို့သတ်မှတ်ပြီးစီစားစီကိုခေါ်ဆောင်သွားပါတယ်ဒါကိုမြင်တော့ထိုလူကသူလာရတဲ့ရွေချက်ကိုစီစားကိုအသေးအတန်ရှင်းပြပါတယ်မင်းကငါတခုခုပြစရာရှိတယ်လူအသက်တွေအတွက်ပါလို့သူကဆိုပါတယ်ဒါပေမဲ့ကိုပါဥဆောင်တဲ့မြောက်ဝန်တွေကတော့ထိုလူကိုစကားပြောခွင့်မပေးတဲ့အပြင်လှန်တွေနဲ့ထိုးတက်ဖို့အထိပြင်ဆင်ကြပါတယ်ဒါကိုမြင်တဲ့စီစာကကိုပါကိုလက်မြောက်ထားလိုက်ပြီးဘာတွေဖြစ်နေလဲဆိုတာသိဖို့ထိုလူနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာမလန့်မကန့်ကရေကာတာစီကိုရောက်သွားတဲ့အခါစုပ်ပစ်ထားတဲ့ရေအားလျက်စစ်စက်ရုံတစ်ခုကိုတွေ့လိုက်ရပါတယ်ရေကာတာထဲမှာတော့ထိုလူကလူသားတိုင်းဝိုင်းဟာလျှက်စစ်မီးပြတ်တောက်တော့မှဖြစ်ကြောင်းဒါကြောင့်ဒီစက်ရုံကိုပြန်ပြင်ခြင်းကြောင်းရှင်းပြပါတယ်ဒီစက်ရုံကိုပြန်လည်ပတ်နိုင်ဖို့အတွက်ရက်အနည်းငယ်လောက်အချိန်ပေးဖို့သူကစီစာကိုတောင်းဆိုပါတယ်လွန်ခဲ့တဲ့10နှစ်ကလူသားတွေထုတ်လုပ်ခဲ့တဲ့ဥနောက်ဆဲတွေကိုပြန်လည်ကောင်းမွန်စေတဲ့ဆေးတစ်ဟာမြောက်ဝန်တွေနဲ့စမ်းသပ်ရမှာမြောက်ဝန်တွေဟာမှတ်ဉာဏ်ဖွံ့ဖြိုးလာကစကားပြောနိုင်လာပေမဲ့ကဘာကြီးကိုတော့ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ပိုးကူးစက်စေခဲ့ပါတယ်လူသားတွေဟာသူတို့ကိုယ်သူတို့ပြန်မစင်ကျင်တဲ့အပြင်ဒီဗိုင်းရပ်စ်ပြန့်နှံ့မှုကိုမြောက်ဝန်တွေကြောင့်လို့အပြစ်တင်ပြီးမြောက်တုတ်ကွေးလို့ခေါ်ခဲ့ကြပါတယ်ဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းရှိတဲ့လူအနည်းငယ်သာအသက်ရှင်ကျန်ရစ်ခဲ့ပြီးကဘာကြီးတစ်ခုလုံးပျက်စီးသွားကလူသားတို့ရဲ့လူနေမှုဘဝဟာနှစ်ပေါင်း100လောက်နောက်ပြန်ဆုတ်သွားခဲ့ပါတယ်အခုချိန်မှာသူတို့ရဲ့ဘဝဟာပျက်စီးယိုယွင်းနေုံတင်မကပဲအသုံးပြုစရာလျှက်စစ်မီးတောင်မရှိတော့ပါဘူးဒါကြောင့်မီးပြန်ရဖို့အတွက်ဒီတောနက်ထဲကရေကာတာစက်ရုံအလုပ်လုပ်သေးလားဆိုတာလာစစ်ဆေးကြတာဖြစ်ပါတယ်လူသားမျိုးနွယ်ရဲ့အခြေအနေကိုသိရတဲ့အခါလူသားတွေစီကနှိပ်စက်မှုကိုအဆိုးရွားဆုံးခံခဲ့ရတဲ့ကိုပါကလူသားတွေကိုချက်ချင်းစစ်ကြေညာဖို့အကြံပြုပါတယ်ဘာလို့လဲဆိုတော့သူဟာလူသားတွေရဲ့နီလန်းတွေကိုကောင်းကောင်းသိနေပြီးသူတို့အရင်ဦးအောင်တိုက်ခိုက်လာမှာကိုစိုးရိမ်လို့ပါဒါပေမဲ့မော်ရစ်ကတော့ပိုပြီးတည်ငြိမ်ပါတယ်လူသားတွေဘယ်လောက်ရှိလဲတနက်ဘယ်လောက်ရှိလဲဆိုတာတေချာမသိဘဲနဲ့စိုးမလုံးတင်ဘူးလို့သူကယူဆပါတယ်မြောက်ဝန်တွေဆွေးနွေးနေကြတော့မှခေါင်းဆောင်ဖြစ်တဲ့စီစာကစစ်ပွဲတစ်ခုစတင်လိုက်တာနဲ့သူတို့ခက်ခက်ခဲခဲတိစောက်ထားတဲ့အင်ဂေဟာပျက်စီးသွားလိမ့်မယ်ဆိုတာကိုသူတို့နားလည်အောင်ပြောပြရပါတယ်မုံတီးမှုတွေနဲ့ပြည့်နှက်နေတဲ့ကိုပါကတော့လက်မလျှော့ပဲစီစာကိုသူ့ရဲ့ရင်တွင်းစကားတွေပြောပါတယ်ကိုပါရဲ့ဘဝတစ်လျှောက်အိမ်မက်ဆိုးကတော့လူသားတွေရဲ့တက်ခွဲကမ်းမှာအချိန်ဖြုံးခဲ့ရတာပါပဲသူ့စိတ်ထဲမှာလူသားတွေဟာမြောက်ဝန်တွေကိုနာကျင်အောင်ပဲလုပ်တတ်တဲ့သူတွေပါကိုပါကစီစာကိုလူသားတွေကြောက်လန့်သွားအောင်သူတို့ရဲ့အစွမ်းကိုပြသဖို့တောင်းဆိုပါတယ်စီစာကကိုပါရဲ့စိုးရိမ်မှုကိုမြင်နိုင်တဲ့အတွက်နောက်တစ်နေ့မှာမြောက်ဝန်စစ်တပ်ကိုစူစီပြီးလူသားတွေရဲ့အခြေစိုက်စခန်းစီကိုထွက်ခွာပါတော့တယ်10နှစ်အကြာမှာစီစာဟာလူသားပိုင်နက်ထဲကိုနောက်တစ်ချိန်ခြေချခဲ့ပါတယ်တစ်ချိန်ကစီကားခဲ့တဲ့လူသားယဉ်ကျေးမှုဟာအခုတော့အပြက်စီးတွေဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်မြောက်ဝန်စစ်တပ်ကြီးရောက်လာတာကိုမြင်တဲ့အခါလူသားတွေဟာအကြီးအကျယ်ထိတ်လန့်သွားကြပါတယ်အဲ့ဒီအချိန်မှာဖမ်းဆီးခံထားရတဲ့မဲကွန်ကရှေ့ထွက်ပြီးစီစာနဲ့စကားပြောပါတယ်စီစာကလူအုပ်ကြီးကိုဖြည်းဖြည်းချင်းဝေ့ကြည့်ပြီးလူသားတွေကိုပထမဆုံးအကြိမ်တရားဝင်တတိပေးချက်ထုတ်ပြန်လိုက်ပါတယ်မြောက်ဝန်တွေဟာစစ်ကိုမလိုလားဘူးဒါပေမဲ့တိုက်ရမယ်ဆိုရင်တော့တိုက်မှာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်စီစာဟာလျှက်စစ်စက်ရုံပြင်ဆင်ခွင့်ကိုခွင့်ပြုပေးခဲ့ပေမဲ့ပြင်ဆင်ရေးအဖွဲ့ကသူတို့ရဲ့လက်နက်တွေကိုအနှံဖို့တောင်းဆိုပါတယ်ရော့ကက်ကတနက်တွေကိုဒေါသတကြီးရိုက်ခွဲနေတာကိုမြင်တဲ့ကိုပါဟာနောက်ဆုံးမှာတီးမခံနိုင်တော့ပဲမြောက်ဝန်တွေအားလုံးရဲ့ရှေ့မှာစီစာစီကိုလမ်းလျှောက်သွားပါတယ်သူကလူသားတွေပေးခဲ့တဲ့သူ့ခန္ဓာကိုယ်ပေါ်ကအမာရွတ်တွေကိုထိုးပြပြီးလူသားတွေကိုမယုံကြည်ဖို့စီစာကိုနောက်ထပ်တစ်ကြိမ်နားချပါတော့တယ်